နှဟောင်းမှအညစ်ကြေးစိတ်ကြောခြင်းအလေအထမြန်မာတို့ရဲ့အတာတင်ကြံမြန်မာလူမျိုးတွေရဲ့အမျက်နှိုးဆုံးနဲ့အစီကားဆုံးထီတဲ့မဟာတင်ကြံပွဲတော်ကြီးဘလို့ကနေစတင်ဖြစ်ပေါ်လာတယ်လဲဆိုတဲ့အကြောင်းကိုပြောပြမယ်ဗျာလွန်ခဲ့တဲ့နှစ်အောင်များစွာကလူပြည်မှာဓမ္မပါလာဆိုတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့တယ်သူကဘလောက်တောင်ထိုင်မြတ်တယ်လဲဆိုရင်ငှက်တွေပြောတဲ့စကားကိုတောင်နားလည်ပြီးဘေးဒန်ပညာမှာလဲပြိုင်ဘက်ကင်းနေသူပေါ့အဲ့ဒီတဲ့င်းကမြမာပြည်ကကပိလမြမာမင်းစီအထိပြန့်ညံ့သွားရောမြမာမင်းကဒီလူငယ်လေးတကယ်တော်မတော်စမ်းသပ်ကျင်တာနဲ့လူပြည်ကိုဆင်းလာပြီးပဟေလိ၃ခုမေးလိုက်တယ်မနက်နေ့လေနဲ့ညနေမှာကြက်တရေဆိုတာဘယ်နေရာမှာရှိတယ်လဲဆိုတာပါပဲအဖြေကိုခုနှစ်ရက်အတွင်းမဖြေနိုင်ရင်ဓမ္မပါလာရဲ့ဦးခေါင်းကိုဖျက်မယ်တကယ်လို့ဖြေနိုင်ရင်တော့မြမာမင်းရဲ့ဦးခေါင်းကိုအဖျက်ခံမယ်လို့အလောင်းစားလုပ်ကြတာပေါ့ဓမ္မပါလာကမြ6ရက်တိုင်တိုင်စဉ်းစားပေမဲ့အဖြေကထွက်မလာဘူးစိတ်ပြက်လက်ပြက်နဲ့တစ်ပင်တစ်ပင်အောက်မှာနားလီတုံအပေါ်ကလင်းယုံလင်မယားဖြိုးတဲ့စကားကိုကြားလိုက်ရမှအဖြေမှန်ကိုသိလိုက်ရတယ်အဲ့ဒါကတော့မနက်မှာမျက်နာတက်လို့ကြက်တရေကမျက်နာမှာရှိတယ်နေ့လယ်မှာရင်ဘက်ကိုရေဆွတ်လို့ရင်ဘက်မှာရှိတယ်ညနေမှာခြေဟောက်ဆေးလို့ခြေထောက်မှာရှိတယ်ဆိုတာပဲနောက်ဆုံးတော့ဓမ္မပါလာကအဖြေမှန်ကိုဖြေနိုင်ကြလို့မြမာမင်းကြီးကရှုံးနေသွားပြီးသူဂရိအတိုင်းသူ့ရဲ့ဦးခေါင်းကိုဖျက်ဖို့ပြင်ရတော့တာပေါ့ဒါပေမဲ့ပြဿနာကအဲ့ဒီမှာတင်မပြီးသေးဘူးဗျာမြမာမင်းရဲ့ဦးခေါင်းကတကိုးကြီးလုံးတော့မြေကြီးပေါ်ကျရင်ကဘာကြီးမီးလောင်မယ်မိုးပေါ်ပစ်တင်ရင်မိုးကောင်မယ်တမုတ်ကြရတဲ့ချရင်ရေဒီခန်းကြောက်ကုန်မယ်ဆိုတော့ဒလောကလုံးဒုက္ခရောက်ကုန်တော့မှာလေဒါကြောင့်မြမာမင်းကသူ့ရဲ့သမီးတော်နတ်သမီးခွန်းတဖော်ကိုခေါ်ပြီးငါဦးခေါင်းကိုလင်ပန်းညက်ခံယူကြတူးကိုတငိလစီအလှိတ်ကြဂန္ဓမာတနတောင်တဲ့ကအာတကဝတီလွိုင်ဂရမာတင်းစီထားကြလို့မှားကြခဲ့တယ်အဲ့ဒီအချိန်ကစပြီးနတ်သမီးတူးကနေနောက်တူးကိုမြမာမင်းဦးခေါင်းလွှဲပြောင်းတဲ့အချိန်ကိုတင်ကြံကြတယ်လို့သတ်မှတ်ခဲ့ကြတာပဲအဲ့ဒီလိုနတ်သမီးတွေတယောက်နဲ့တယောက်ဦးခေါင်းလွှဲပြောင်းတဲ့အခါမှာမြေကြီးပေါ်ကိုအပူရှိန်တွေမရောက်အောင်ကဘာသူကဘာသားတွေဘေးအန္တရာယ်ကင်းအောင်ရေပတ်ဖြန်းပြီးအေးချမ်းပါစေလို့ဆုတောင်းပေးကြရင်းနဲ့တင်ကြံရေကစားပွဲဆိုတာပေါ်ပေါက်လာတာပေါ့မြန်မာသမိုင်းမှာဆိုရင်ပကံခေတ်နရတိဟပတိမန်လက်ထက်ကလေးကဒီပွဲတော်ကိုကြီးကြီးကျယ်ကျယ်ကျင်းပခဲ့ကြတာအခုခေတ်မှာတော့ရေပတ်ယုံတယ်မကတော့ပဲမုတ်လုံးရေပေါ်လှုပ်ရှားကြတာတက်ကြည်ပူဇော်တာတွေနဲ့အတူမြန်မာတို့ရဲ့အနှစ်သက်ဆုံးနှစ်သက်ကူးပွဲတော်ကြီးအဖြစ်ဒီနေ့အထိလက်ဆင့်ကမ်းလာခဲ့ကြတာပဲဖြစ်ပါလေဗျာတင်ကြံအချိန်ခါနီးလာပြီဆိုတော့မတိသေးတဲ့မိတ်ဆွေများဘ ഹു တုတရှေ့စီရန်ကျွန်တော်ရဲ့ channel လေးမှာတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာကြပါစေ